Hello everyone, I hope you are all doing well today. I am Dr. Situang and today we are going to learn something really interesting. How good changes its meaning depending on the preposition that follows it. အားလုံးမင်္ဂလာပါဆရာကနေပြည်တော်စွမ်းအကယ်ဒမီကအင်္ဂလိပ်စာဆရာတဦးဖြစ်တဲ့ဆရာဒေါက်တာစီသူအောင်ဖြစ်ပါတယ်ဒီနေ့အင်္ဂလိပ်စာလေ့လာသူတွေကိုဆရာဆွေးနွေးပို့ချလိုတဲ့အကြောင်းအရာကတော့ good ဆိုတဲ့ adjective ရဲ့နောက်မှာ like တဲ့ preposition ပေါ်မှာမူတည်ပြီးတော့ဒီ good ဆိုတဲ့ adjective ရဲ့အသုံးတွေအဓိပ္ပာယ်တွေဘလို့เนาะအဲ့တော့ကွဲပြားသွားလဲကွာဟသွားလဲဆိုတာကိုဆရာတို့လေ့လာမှာဖြစ်ပါတယ်အဲ့တော့ဆရာနဲ့အတူ good ဆိုတဲ့เนาะ adjective ရဲ့နောက်မှာ like တဲ့ preposition တွေဟာပေါ်မူတည်ပြီးတော့ good ရဲ့အဓိပ္ပာယ်တွေဘလို့သုံးလို့ရလဲဘလို့ကွဲပြားသွားလဲဆိုတာကိုစပြီးတော့လေ့လာကြည့်အောင်ပေါ့နော် let's get started ပေါ့အဲ့တော့ဆရာကပထမဆုံးဆွေးနွေးပို့ချလိုတဲ့စကားလုံးကတော့ good at ဖြစ်ပါတယ်အဲ့တော့ good at ဆိုတာ good ရဲ့နောက်မှာ at လို့ခေါ်တဲ့ preposition လိုက်တာပေါ့နော်အဲ့တော့ good at ရဲ့နောက်မှာ noun ဒါမှမဟုတ်ရင် gerund ပေါ့နော် verb ing ခေါ်တဲ့ verbal noun လိုက်တာဖြစ်ပါမယ်အဲ့တော့ good at ကဘယ်လိုကိစ္စမျိုး good at ကိုသုံးလို့ရလဲဆိုတော့ used to talk about skills or abilities ပေါ့အဲ့တော့လူတဦးတယောက်ရဲ့ကျွမ်းကျင်မှုပေါ့ skills လို့ခေါ်တဲ့ abilities ပေါ့နော်အရည်ချင်းတွေတက်ကြွမှုတွေအဲ့တော့လူတဦးတယောက်ရဲ့ကျွမ်းကျင်မှုတွေအရည်ချင်းတွေတက်ကြွမှုတွေပေါ့နော်အဲ့ဒါမျိုးတွေပြောချင်သုံးပါတယ်အဲ့တော့သူ့ရဲ့ meaning ကတော့ having skill in something ပေါ့အဲ့တော့လူတဦးတယောက်ဟာဘယ်နေရာမှာတော်လဲဘယ်ပညာရက်မှာကျွမ်းကျင်လိမ့်မှာလဲဘယ်ပညာရက်မှာလူတယောက်ကကျင်ကျင်လည်လည်နဲ့တော်လဲပေါ့သူ့ရဲ့ skill ပေါ့နော်ကျွမ်းကျင်မှုတွေကိုပြောချင်တဲ့အခါမှာ good at plus noun နဲ့သုံးပါတယ်ဥပမာ she is good at swimming ဆိုတာသူကရေကူးတဲ့နေရာမှာတော်တယ်ရေကူးတဲ့နေရာမှာကျွမ်းကျင်လိမ့်ပါတယ်အဲ့တော့ရေကူးတဲ့နေရာမှာပေါ့သူကတက်ဆွမ်းတယ်ဒီလိုမျိုးပြောတာဖြစ်ပါတယ်He is good at solving problems ပြဿနာတွေဖြေရှင်းတဲ့နေရာမှာသူကသိတော်တယ်သိကိုအရေးချင်းရှိတယ်ဒီလိုပြောတာဖြစ်ပါတယ် They are good at English သူတို့ဟာအင်္ဂလိပ်စာမှာတော်တယ်ကျွမ်းကျင်တယ်เนาะအဲ့ဒါမျိုးပြောချင်ရင်ဆရာ good at ဆိုတဲ့စကားလုံးကိုသုံးပါတယ်အဲ့တော့ good at ဆိုတာဟာတစုံတစ်ခုပညာရက်မှာတော်တာစွမ်းတာကျွမ်းကျင်တာကျင်လည်တာတက်ကျွမ်းတာအရေးချင်းရှိရင် good at plus noun gerund ကိုသုံးရမှာဖြစ်ပါတယ်နောက်တစ်လုံးကတော့ဆရာ good for plus noun or person ပေါ့ good ရဲ့နောက်မှာ for လိုက်တယ်အဲ့တော့ good နောက်မှာ for လိုက်ရင်သူ့ရဲ့နောက်မှာ noun ဒါမှမဟုတ်လို့ရှိရင် person ပေါ့လူပုဂ္ဂိုလ်လိုက်ရမှာဖြစ်ပါတယ်used to show something is beneficial or healthy ပေါ့နော်အဲ့တော့ तू ကဘလို့ကိစ္စမျိုးမှာသုံးလဲဆိုတော့တစုံတစ်ခုကပေါ့နော်အဲ့တော့ beneficial လူတွေအတွက်အကျိုးပြုတယ်ပေါ့တစုံတစ်ခုကအခြားသောကိစ္စရဲ့တစ်ခုအတွက်အကျိုးပြုတယ်ပေါ့နောက်တစ်ခုက healthy ပေါ့ကျန်းမာရေးနဲ့ညီညွတ်တယ်ပေါ့အဲ့လိုမျိုးတစုံတစ်ခုဟာဥပမာ person ပေါ့လူတွေအတွက်ဆိုတော့အကျိုးပြုတယ်ကျန်းမာရေးနဲ့ညီညွတ်တယ်ကျန်းမာရေးနဲ့နော်အဲ့တော့တင့်တော်ကောင်းမွန်တယ်ညီညွတ်တယ်အဲ့တော့ကျမ်းမာရေးနဲ့အဆင်ပြေတယ်ဆိုရင်ဆိုတော့ကျမ်းမာတယ်ပေါ့အဲ့လိုပြောချင်ဆိုတော့ good for plus noun good for plus person ကိုသုံးရမှာဖြစ်ပါတယ်အဲ့တော့ဆရာတို့ဒီအဲ့တော့တစုံတစ်ခုဟာနောက်တစ်ခုကနောက်အကြောင်းအရာတစ်ခုကိုပေါ့နော် something ကိုလည်းအဲ့လိုမျိုး good for beneficial ပေါ့နော်အကျိုးပြုစေတယ်ဆိုရင်လည်းဆရာတို့သုံးရမှာဖြစ်ပါတယ် good for အဲ့တော့ good for ရဲ့အသုံးဟာ beneficial to someone or something ပေါ့နော်အဲ့တော့လူတစ်ယောက်ဒါမှမဟုတ်ရင်လူမဟုတ်တဲ့ကိစ္စရဲ့တစ်ခုကို beneficial အကျိုးပြုစေတယ်ဆိုရင် good for ဆိုတဲ့စကားလုံးကိုသုံးရမှာဖြစ်ပါတယ် example ဆရာတို့လေ့လာကြည့်တဲ့အခါမှာ milk is good for your bones ပေါ့နွားနို့ဟာနေ့ရဲ့အယိုးကျန်းမာရေးအတွက်ကောင်းတယ်အယိုးကျန်းမာရေးအတွက်အကျိုးပြုတယ်ပေါ့နော်နေ့ရဲ့အယိုးအတွက်အကျိုးပြုတယ်ဆိုရင် good for plus ပေါ့နော်ဆရာတို့ဒီမသုံးလဲဆိုရင် noun ပေါ့နော်ဒါမျိုးသုံးတယ် walking is good for your health လမ်းလျှောက်ခြင်းဟာနင့်ကျန်းမာရေးအတွက်ကောင်းမွန်တယ်လမ်းလျှောက်ခြင်းဟာနင့်ကျန်းမာရေးနဲ့ညီညွတ်တယ်နင့်ကျန်းမာရေးကိုအကျိုးပြုတယ်လို့ပြောရင် good for your health နော်ဒီလိုသုံးတယ် this course will be good for your career အဲ့တော့ this course ဒီသင်တန်းဟာ will be ဖြစ်လိမ့်မယ် good for your career နေ့ရဲ့အသက်မွေးချောင်းလုပ်ငန်းအတွက်အကျိုးရှိလိမ့်မယ်အဲ့လိုမျိုးဆရာတို့ဒီအဲ့တော့အကြောင်းအရာတစ်ခုဟာလူတော်မဝင်လူမဟုတ်တဲ့เนาะအဲ့တော့အကြောင်းကိစ္စတွေကိုသွားပြီးတော့မှ beneficial ဖြစ်စေတယ် healthy ဖြစ်စေတယ်ဆိုရင်ဆရာတို့က good for ဆိုတဲ့စကားလုံးကိုသုံးရမှာဖြစ်ပါတယ် good နောက်က for လဲရမှာပေါ့ next ပေါ့နော် good with plus noun good ဆိုတဲ့ adjective ရဲ့နောက်မှာ with လိုက်တယ်ဆိုရင်နောက်က noun ပါတယ်ပေါ့နော်အဲ့တော့သူ့ကိုဘယ်မှာသုံးလဲဆိုတော့ used to show someone can handle or deal well with people or things ပေါ့နော်အဲ့တော့ used to show someone ပေါ့အဲ့တော့တစုံတစ်ယောက်ကိုကပြတာပေါ့နော် used to show someone that can handle ကင်တွယ်နိုင်ကြောင်းနိုင်နင်းရှိကြောင်းပေါ့နော်နောက်က handle ဆိုတာဆက်ဆံနိုင်တာကိုလည်း handle လို့ခေါ်တာပေါ့နော်အဲ့တော့ကင်တွယ်နိုင်တယ်တစ်ခုပေါ်မှာနိုင်နေတယ်ပေါ့တစ်ခုပေါ်မှာကောင်းဆိုတာဆက်ဆံနိုင်တယ်ပေါ့လူတဦးပေါ်မှာအဲ့ဒါမျိုးဒါမှမဟုတ်ရင် deal well ပေါ့ကင်တွယ်ဖြေရှင်းနိုင်တယ်ကောင်းဆိုတာဆက်ဆံနိုင်တယ်ပေါ့အဲ့တော့လူတယောက်ဟာဆိုလို့ရှိရင်ဆရာတို့ဟာเนาะလူတယောက်ဟာဘာကိုပြလဲဆိုတော့လူတယောက်ဒီအဲ့တော့တစုံတစ်ခုပေါ်မှာ with
people or things ပေါ့အခြားလူတွေနဲ့တော့၎င်းဒါမှမဟုတ်ရင်အခြားသောကိစ္စရပ်တွေနဲ့တော့၎င်းအဲ့တော့လူတဦးတယောက်ဟာအခြားလူတွေဒါမှမဟုတ်လို့ရှိရင်အခြားသောကိစ္စရပ်အားလုံးကိုနိုင်နေနဲ့ကင်တွယ်နိုင်တယ်ကောင်းစွာစီမံခန့်ခွဲနိုင်တယ်ကင်တွယ်ဖြည့်ရှင်းနိုင်တယ်ကောင်းစွာဆက်ဆံနိုင်တယ်ဆိုရင် good with plus noun နဲ့ဆိုလို့သုံးရမှာဖြစ်ပါတယ်အဲ့တော့ good ရဲ့နောက်က with လိုက်ရမှာဖြစ်ပါတယ် able to manage or use something well လို့ရေးထားတယ်အဲ့တော့သူ့ရဲ့အဓိပ္ပာယ်ကတော့အဲ့တော့တစ်စုံတစ်ခုကိုပေါ့နော်အဲ့တော့ကောင်းမွန်စွာ manage စီမံကင်တွယ်နိုင်စွမ်းရှိတယ် use အသုံးပြုနိုင်စွမ်းရှိတယ်ပေါ့နော်အဲ့ဒါမျိုးဆိုတော့ goodနောက်မှာနော်ဆိုတော့ဒီ preposition with ကိုတော့မှာဖြစ်ပါတယ် she is good with children ပေါ့သူကကလေးတွေနဲ့သူကကောင်းမွန်စွာတင့်တယ်လျှောက်ပတ်စွာနေနိုင်တယ်ဆိုကလေးတွေကိုသူကစီမံခန့်ခွဲနိုင်စွမ်းရှိတယ်ကလေးတွေကိုကင်တွယ်နိုင်စွမ်းရှိတယ်ကလေးတွေနဲ့အဆင်ပြေပြေနေနိုင်တဲ့လူဖြစ်တယ်ပေါ့နော်ကလေးတွေကိုကောင်းမွန်စွာဆက်ဆံနိုင်တယ်ပေါ့ he is good with computers ဖြစ်တယ်သူဟာ computers ကိုကောင်းကောင်းကျွမ်းကျွမ်းကျင်ကျင်ကင်နိုင်တယ်ကင်တွယ်နိုင်တယ်ဆိုတဲ့အဓိပ္ပာယ် computer ပေါ်မှာနိုင်နေတယ်ဆိုတဲ့အဓိပ္ပာယ်ပါ they are good with money လို့ပြောတယ်သူတို့တွေဟာငွေကိုကောင်းစွာစီမံခန့်ခွဲနိုင်တဲ့သူတွေဖြစ်ပါတယ်ပေါ့နော် good နောက်မှာ with လိုက်တာဟာတစ်စုံတစ်ခုဒါမှမဟုတ်ရင်လူတွေနဲ့ကောင်းစွာဆက်ဆံနိုင်တယ်တစ်ခုတစ်ခုကိုကောင်းစွာနော်စီမံကင်တွယ်ဖြည့်ဆွဲနိုင်တယ်ဆိုရင်သုံးရမှာဖြစ်ပါတယ်နောက်တစ်လုံးကတော့ဆိုတော့ good ရဲ့နောက်က preposition to လိုက်တာပါ good to ဆိုရင်နောက်က person ပေါ့နော်လူပုဂ္ဂိုလ်လိုက်ပါတယ်သူကတော့ good to plus person ရဲ့အသုံးကတော့ used to describe kindness or behavior to someone ပေါ့အဲ့တော့ kindness or behavior to what someone ဆိုတာအဲ့တော့ဘာလဲဆိုတော့လူတဦးတယောက်ကအခြားတဦးတယောက်ပေါ်မှာ kindness ဖြစ်တယ်ကျင်နာစိတ်ရှိတယ်သူတစ်ပါးကိုကူညီလိုစိတ်ရှိတယ်သဘောကောင်းတယ်ပေါ့နောက် behavior ကောင်းမွန်တဲ့အပြုအမူတွေရှိတယ်ဆိုရင်ဆိုတော့ good to plus အဲ့ဒါဆိုလို့ဒီ person ကိုသုံးရမှာဖြစ်ပါတယ်အဲ့တော့သူ့ရဲ့ meaning ဟာ kind or nice toward someone ပေါ့နော်အဲ့တော့လူတွေကိုကျင်နာတတ်တယ်ကူညီလိုစိတ်ရှိတယ်ကောင်းတယ်ဒါမှမဟုတ်လည်း nice ပေါ့နော်သဘောကောင်းတယ်ပေါ်ရွေတယ်ပေါ့ဒီနေရာမှာတော့nice weather ဆိုတော့ဒါရာသီဥတုတာရတယ်ပေါ့ဒီနေရာမှာတာရတယ်လို့မပြန်ဘူး nice ကဒီနေရာမှာသဘောကောင်းတယ်ပေါ်ရွေတယ်ပေါ့အဲ့တော့လူတယောက်ဟာအခြားသူတဦးပေါ်မှာသဘောကောင်းတယ်ပေါ်ရွေတယ်ကျင်နာလိုစိတ်ရှိတယ်နော်အဲ့အမျိုးဆိုတော့ကျင်နာတတ်တယ်ဆိုရင် good to plus person ကိုတော့မှာဖြစ်ပါတယ် she is always good to her parents သူဟာအမြဲတမ်းပေါ့နော်ဒီ main ကလေးอ่ะဆိုရင်သူမရဲ့မိဘတွေပေါ်မှာအမြဲတမ်းကျင်နာစိတ်ရှိတယ်သူရဲ့မိဘတွေကိုเนาะအဲ့တော့ဗာလဲဆိုရဲကကောင်းစွာပြုမှုနော်လှုပ်ဆောင်ပေးတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်သူ့ရဲ့မိဘတွေကိုတည်တည်ချာကျင်ကျင်နာနာနဲ့ပြုစုယူရတယ်ဆိုတဲ့သဘောဖြစ်ပါတယ် he was good to me when I was sick ပေါ့နော်ကျွန်တော်နေမကောင်းစဉ်မှာသူဟာကျွန်တော်ပေါ်မှာသိပ်ဂရုစိုက်တယ် he was good to me ကျွန်တော်ကိုနော်အဲ့တော့ဗာလဲဆိုတဲ့အခါကျတော့ကျင်နာစိတ်အပြည့်နဲ့ပြုမှုကောင်းကောင်းနဲ့ပြုမှုတယ်ဒါမျိုးပြောချင်တယ်ဆိုရင်ဆိုတော့ he was good to me လို့ပြောတာဖြစ်ပါတယ်ဒါကြောင့် good to plus person ဟာတူတယောက်ပေါ်မှာသဘောကောင်းပြီးတော့ကျင်နာစိတ်ရှိပြီးတော့ကူညီလိုစိတ်ရှိတယ်ကောင်းမွန်တဲ့အပြုအမူတွေပြုမှုတယ်ဆိုတော့ good to ဆိုတဲ့စကားလုံးကိုသုံးရမှာဖြစ်ပါတယ်နောက်တစ်ခုစကားလုံးကတော့ good on ပါ good on plus person မှာအဲ့တော့ good on plus person က good ရဲ့နောက်မှာ preposition on လိုက်တယ်ဆိုရင်နောက်ကလူပုဂ္ဂိုလ်ပေါ့နော်အဲ့လိုလူပုဂ္ဂိုလ်လိုက်တယ်ဆိုရင်သူ့မှာ has to command meanings ပေါ့ command meanings ဒါသူ့အသုံးများတဲ့ meanings နှစ်ခုရှိပါတယ်အတူရများတဲ့ meaning တစ်ခုကတော့ to ဆိုလို့ဒီ praise or congratulate someone ပေါ့နော်အဲ့တော့တစုံတယောက်ကိုဆရာတို့က praise လုပ်ချင်တယ်ချီးမွမ်းချင်တယ်ဒါမှမဟုတ် congratulate လုပ်ချင်တယ်ဆိုတော့ဝမ်းမြောက်ကြောင်းပြောချင်တယ်ဂုဏ်ပြုချင်တယ်ပေါ့နော်အဲ့လိုမျိုးပြောချင်တယ် good on plus person ကိုသုံးပါတယ်နောက်တစ်ခုကတော့ to say something looks nice on someone ပေါ့တစုံတစ်ခုကိုပြောမယ်ပေါ့အဲ့တစုံတစ်ခုอ่ะပေါ့နော် looks nice on someone ဆိုတစုံတစ်ခုอ่ะဆိုရင်လူတစ်ယောက်နဲ့ပတ်သက်ပြီးလိုက်ဖက်ညီညွတ်မှုရှိတယ်တင့်တယ်လှပါတယ်အဆင်ပြေတယ်ပေါ့ဥမာမင်းဝတ်ထားတဲ့အင်ကြီးတွေကမင်းနဲ့တိတ်လိုက်တာပဲအဲ့ဒါမျိုးပြောချင်တာပေါ့နော်နင်းမျက်မှန်လေးနဲ့နင်းနဲ့ကတော်တော်လေးဟတ်နေတာပဲဒါမျိုးတွေဆိုတော့ပြောချင်တယ်နင်းဝတ်ထားတာလေးကနင်းနဲ့တိတ်လိုက်ဖက်ပြီးချစ်စရာကောင်းတာပဲအဲ့လိုမျိုးတစ်စုံတစ်ခုဟာလူတစ်ယောက်နဲ့ပေါ့အသွင်အပြင်အားဖြင့်လှပါတယ်အဆင်ပြေတယ်ချစ်စရာကောင်းတယ်ဒါမျိုးပြောချင်တယ်ဆရာတို့ဒီဘာကိုသုံးလဲဆိုတော့ good on plus person ကိုသုံးပါတယ်ဒါကြောင့် good on ရဲ့အသုံးနှစ်ခုကတော့လူတူတယောက်ကိုဆရာတို့ဟာချီးမွမ်းဂုဏ်ပြုပင်ဝမ်းမြောက်ကြောင်းပြောချင်တယ်ဆိုရင်ဆရာတို့သုံးတယ် to praise or congratulate someone နောက်တစ်ခုကတော့ to say something looks nice on someone ပေါ့နော်လူတယောက်ဟာသူဝတ်ထားတဲ့သူ့မှာရှိနေတဲ့အရာတစ်ခုနဲ့အသွင်ပြင်လှပပြီးချစ်စရာကောင်းပြီးတော့တင့်တယ်ရင်ပြောတာဖြစ်ပါတယ်အဲ့တော့ examples ပြောမယ်ဆိုရင်ဥပမာဖြင့် you got a new job နေအလုပ်တရသွားပြီလား good on you ကောင်းပါတယ်ဂုဏ်ပြုပါတယ်ဆိုတဲ့အဓိပ္ပာယ်ပါဒီနေရာမှာ good on you ဆိုတဲ့အဓိပ္ပာယ်ဟာ well done ကောင်းတယ်
congratulations เนาะအဲ့တော့ congratulations ဆိုတာကတော့เนาะနာနင့်ကိုဂုဏ်ပြုပါတယ်ဒီလိုပြောတယ်ဒါပေမဲ့ဒီနေရာမှာအဲ့တော့ဒီစာပေလေ့လာတဲ့သူတွေကိုဆရာပြောချင်တာ American English မှာဆိုရင်ဒီနေရာမှာဒီလိုမျိုး well done တို့ congratulations တို့ရဲ့အစားပေါ့เนาะ good on you လို့သုံးလို့ရတယ်လို့ American English မှာgood for you လို့လည်းသုံးတာဖြစ်ပါတယ်အဲ့လိုမျိုးဆိုရင်တော့ဒါဟာ good on you ကဒါပေါ့နော်ဆရာတို့ဒီBritish English မှာသုံးပြီး American English မှာတော့ good for you ဆိုတဲ့စကားလုံးကိုလည်း good ရဲ့နောက်မှာ for လိုက်ပြီးတော့ good for you ဆိုတဲ့စကားလုံးကိုလည်း congratulations အနေနဲ့သုံးလို့ရတယ်ဆိုတာကိုဒါဆရာတို့အနေနဲ့သိရှိထားမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ look nice ဖြစ်တာပေါ့နော် that jacket looks good on you ပြောချင်တဲ့သဘောဒီ jacket အင်ကြီးကနင်းနဲ့လိုက်တာပဲเนาะနင်းဒီ jacket အင်ကြီးလေးဝတ်ထားတာတော်တော်လေးအဆင်ပြေတယ်ဒါမျိုးပြောချင်ဆရာတို့က that jacket looks good on you လို့ပြောရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ဆရာတို့ဒီလာမှာ good ရဲ့နောက်က about လိုက်တာပေါ့နော် good about ကတော့ဆရာတို့ဒီ noun ဒါမှမဟုတ် situation ပေါ့နော်သူရဲ့နောက်မှာ noun တစ်ခုဒါမှမဟုတ် situation ဆိုတာအနေအထားပေါ့နော်အခြေအနေတစ်ခုလိုက်ချင်တယ်ဆိုလို့ရှိရင် situation ဆိုတာ formula ရပြောရင်အလုပ်အကိုင်ကိုလည်းဆရာတို့ situation ကိုခေါ်ပါတယ်နော်အနေအထားအခြေအနေတစ်ခုကနောက်မှရှိပြ good လာတယ် about လိုက်တယ်ပေါ့နော်အဲ့တော့ဒီ about ကဘယ်လိုကိစ္စမျိုးကိုပြောတာလဲဆိုတော့ဒီတစ်စုံတစ်ခုမှာပေါ့နော်ဆရာတို့ဒီ used when someone has a positive attitude about something ပေါ့ဘလို့အချိန်ဒီမှာသုံးလဲဆိုတော့လူတစ်ယောက်မှာ has a positive attitude ယုံကြည်မှုပြည့်ဝတဲ့သဘောထားရှိတာပေါ့နော်အပြုသဘောဆောင်တဲ့သဘောထားယုံကြည်မှုပြည့်ဝတဲ့သဘောထားတနည်းအားဖြင့်ပြောရင် positive ဆိုတာတိကျပြတ်သားတဲ့သဘောထားအကောင်းဘက်ကိုမြင်တဲ့သဘောထားပေါ့အဲ့လိုကောင်းမွန်တဲ့เนาะအပြုသဘောဆောင်တဲ့ယုံကြည်မှုပြည့်ဝတဲ့စိတ်ဆက်သေးကြတဲ့သဘောထားတစ်စုံတစ်ခုပေါ်မှာရှိတယ်ပေါ့လူတစ်ယောက်ဟာတစ်ခုခုအကြောင်းအရာပေါ်မှာယုံကြည်မှုပြည့်ဝတဲ့သဘောထားရှိတယ်เนาะအကောင်းဘက်မြင်တဲ့သဘောထားရှိတယ်တိကျသေချာတဲ့သဘောထားရှိတယ်ဆိုရင်ဆရာတို့ဟာ good about ဆိုတဲ့เนาะတော့ good ကို about ဆိုတဲ့ preposition နဲ့တွဲသုံးရမှာဖြစ်ပါတယ်အဲ့တော့ဆရာတို့ဒီနေရာမှာ example လေးလာချင်း he is very good about sharing his things ပေါ့เนาะသူဟာဆိုရင်သူ့ရဲ့ကိုယ်ပိုင်အရာတွေကိုပေါ့ his things လို့ခေါ်တယ်သူ့ရဲ့ကိုယ်ပိုင်အရာတွေကို sharing မျှဝေဖို့ကိုသူဟာ very good about ပေါ့နော်မျှဝေမှုကိုသူကတော့ဘာလဲဆိုတော့ကောင်းမွန်တဲ့သဘောထားရှိတယ်ပေါ့သူဟာသူ့ရဲ့ကိုယ်ပိုင်အရာတွေကိုအခြားသူတွေနဲ့မျှဝေဖို့အရန်ကောင်းတဲ့လူဖြစ်တယ်လို့ပြောတာဖြစ်တယ်သူဟာသူ့မှာရှိတဲ့ကိုယ်ပိုင်အရာတွေသူ့ရဲ့ကိုယ်ပိုင်အတွေးခေါ်တွေပဲဖြစ်ဖြစ်သူ့ရဲ့ကိုယ်ပိုင်ပစ္စည်းတွေကိုပဲဖြစ်ဖြစ်ပေါ့နော်သူ့ရဲ့ကိုယ်ပိုင်အရာတွေကိုအခြားသူတွေနဲ့မျှဝေဖို့ဟာအရန်ကောင်းတဲ့လူဖြစ်တယ်ဒါဟာသူဟာဘာလဲဆိုရင်တကယ်ကိုအပြုသဘောဆောင်တဲ့သဘောထားရှိတဲ့လူဖြစ်တယ်ပေါ့နော်အဲ့ဒါမျိုးပြောချင်ရင်လူတစ်ယောက်ဟာ something လို့ခေါ်တဲ့တစ်စုံတစ်ခုပေါ်မှာအကြောင်းအရာတစ်ခုပေါ်မှာပေါ့နော်အခုနောက်လို့ positive attitude ယုံကြည်မှုပြည့်ဝတဲ့သဘောထားတွေနော်နောက်တစ်ခုကအကောင်းဘက်မြင်တဲ့သဘောထားတွေနော်တိကျပြတ်သားတဲ့သဘောထားတွေရှိရင်သုံးတယ်ဒါကြောင့် he is very good about sharing his things သူဟာသူ့ရဲ့ကိုယ်ပိုင်အရာတွေကိုအခြားသူတွေနဲ့မျှဝေဖို့အတွက်အရန်ကောင်းတဲ့သူဖြစ်တယ်မျှဝေခြင်းတဲ့သူတယောက်ဖြစ်တယ်ပေါ့နော်အဲ့ဒီမှာ he is good about keeping promises လို့ပြောတာပေါ့ she is good about keeping promises သူဟာနော်တော့ဒီဂရိတွေကိုထိမ့်သိမ့်တဲ့နေရာမှာသေချာတဲ့သူတယောက်ဖြစ်တယ်လို့ပြောတာပေါ့နော်သူကဂရိတွေထိမ့်သိမ့်တဲ့နေရာမှာသူဟာလုံးဝကိုယုံကြည်စိတ်ချရတဲ့တိကျပြတ်သားတဲ့သဘောထားရှိသူတယောက်ဖြစ်တယ်ပေါ့ဒါမျိုးပြောချင် she is good about keeping promises လို့ပြောမှာဖြစ်ပါတယ်အဲ့တော့နောက်ဆုံးတစ်ခုဖြစ်တဲ့ good နဲ့ပတ်သက်တဲ့နော်တော့ preposition ကတော့ good in ဖြစ်ပါတယ် good in plus noun ပေါ့အဲ့တော့ good in plus noun ကတော့နေပယ်တစ်ခုခုမှာကောင်းစွာစွမ်းဆောင်နိုင်တာပေါ့နော်အဲ့တော့ good performance ရှိတာပေါ့အဲ့တော့နေပယ်တစ်ခုခုမှာတနည်းအားဖြင့်ပြောလို့ရှိရင်အခြေအနေတစ်ခုခုမှာပေါ့နေပယ်တစ်ခုခုအခြေအနေတစ်ခုခုမှာကောင်းမွန်စွာနဲ့စွမ်းဆောင်နိုင်တယ်ဆိုရင်ဆိုတော့ good in plus noun ကိုသုံးရတယ်ဒါကြောင့် used for someone's performance in a specific area or situation ပေါ့အဲ့တော့တိကျတဲ့နေပယ် area ဒါမှမဟုတ် situation အခြေအနေတစ်ခုမှာလူတစ်ယောက်ရဲ့စွမ်းဆောင်နိုင်မှုဆောင်ရွက်ချက်စွမ်းပကားတွေကိုပြောချင်ဆိုတော့ good in လို့ပြောမှာဖြစ်ပါတယ် she is good in plus လို့ပြောတယ်အဲ့ဒါက तू ကစာသင်ခန်းထဲမှာကောင်းမွန်စွာပေါ့နော် तू ကဘာလဲဆိုတဲ့အခါကျတော့ကြိုးစားအားထုတ်တယ်အပြုအမူကောင်းတယ်အဲ့တော့စာသင်ခန်းထဲမှာဆိုလို့ရှိရင် तू ကနော်အဲ့တော့ဒီစာသင်ခန်းဆိုတဲ့ area situation ထဲမှာ तू ကစီကံရှိတယ်ဒါမျိုးပြောတာဖြစ်ပါတယ် तू ကစာသင်ခန်းထဲမှာလူတွေအားလုံးနဲ့လည်းအဆင်ပြေအောင်နေနိုင်တယ်ပေါ့ तू ဟာကောင်းမွန်တဲ့ performance စွမ်းဆောင်နိုင်တယ်လို့ပြောတာဖြစ်ပါတယ်အဲ့တော့နောက်တစ်ခုကဘာလဲဆိုတော့ he is good in a crisis နော် तू က crisis လို့ခေါ်တဲ့ပြဿနာတွေနဲ့ကြုံတဲ့အချိန်မှာသူတုံ့ပြန်ဖြေရှင်းအောင်သိကောင်းတယ်ပေါ့နော် he is good in a crisis လို့ပြောတာဒီ crisis လို့ခေါ်တဲ့ specific area or situation မှာပေါ့နော်ဒီတိကျတဲ့နေပယ်တစ်ခုမှာအပိုင်းခြားတစ်ခုမှာပေါ့သူဟာတကယ်ကိုကောင်းစွာနဲ့ဖြေရှင်းနိုင်တယ်ပေါ့သူ့ရဲ့စွမ်းဆောင်နိုင်မှုကောင်းတယ်ပေါ့ crisis တွေဖြစ်လာတယ်ဆိုရင်သူ့ရဲ့စွမ်းဆောင်နိုင်မှုကောင်းတယ်ပေါ့အဲ့တော့ဒီနေရာမှာ good at နဲ့လွဲနိုင်ပါတယ် good at ကတော့
ဘာသာရဲ့နယ်ပယ်တစ်ခုမှာကျွမ်းကျင်မှုသူ့ရဲ့ကျွမ်းကျင်တဲ့အရေးချင်းကိုပြပြီးတော့ good in ကကြတော့เนาะနယ်ပယ်တစ်ခုမှာ area or situation မှာเนาะသူဟာကောင်းမွန်စွာနဲ့ဘယ်လို performance လုပ်နိုင်တယ်လဲဘယ်လိုစွမ်းဆောင်နိုင်တယ်လဲဥပမာဆိုရင်လည်း she is good in class ကဒီကလေးမဟာစာသင်ခန်းထဲမှာလူတွေနဲ့အားလုံးအဆင်ပြေအောင်နေနိုင်တယ်အပြုအမူတွေကောင်းတယ်စာရီကိုလည်းတအားကြိုးစားတယ်တက်နိုင်တဲ့လောက်ကြိုးစားတယ်စီကံရှိတယ်ဆိုတဲ့အဓိပ္ပာယ်ပါ he is good in a crisis ဆိုတာကလည်းဒီလိုပဲပြဿနာတစ်ခုဆိုတဲ့နယ်ပယ်တစ်ခုပေါ့เนาะအဲ့တော့ situation တစ်ခုဖြစ်လာတဲ့အခါမှာသူဟာဒီပြဿနာကိုသူ့ရဲ့စွမ်းဆောင်မှုအရေးချင်းနေနဲ့ကောင်းစွာဖြေရှင်းနိုင်တယ်ဆိုတဲ့သဘောဖြစ်ပါတယ် good at ကတော့เนาะဒါနယ်ပယ်တစ်ခုမှာပေါ့เนาะ good at ဆိုတာကတော့ဘာသာရဲ့တစ်ခုမှာပေါ့เนาะသူဒီကျွမ်းကျင်မှုအရေးချင်းပေါ့ဒါကိုတော်တော်လေးတက်မြောက်တယ်ကျွမ်းကျင်တယ်အဲ့ဒါကိုပြောတာဖြစ်ပါတယ်ဒါကြောင့်သတိထားဖို့လိုပါတယ်ဒါဒီနှစ်ခုကစင်တူပြီးတော့မှားတတ်တဲ့အတွက်ကြောင့်ပေါ့เนาะဒါကိုသတိထားဖို့လိုပါတယ်အဲ့တော့ဆရာတို့ဒါကို summary ပေါ့เนาะ summary table နဲ့ပြောရင် good at ကခုနပြောသလိုပဲကျွမ်းကျင်မှုအရေးချင်း skill and ability ပြောပါတယ် she is good at singing ပေါ့တချင်းဆိုတဲ့နေရာမှာ तू ကတော်တယ်ပေါ့ကျွမ်းကျင်တယ်ပေါ့เนาะကောင်းတယ်ပေါ့ good for တော့ beneficial or healthy ပေါ့ခုနပြောသလိုအကျိုးရှိတယ်ကျန်းမာရေးနဲ့ညီညွတ်တယ်ပေါ့ fruit is good for you ပေါ့เนาะအဲ့တော့တစ်သီးဟာဆိုရင်နင့်ကျန်းမာရေးနဲ့ညီညွတ်တယ်ပေါ့နင့်အတွက်အကျိုးရှိတယ်ပေါ့ good with ကတော့ can handle people things well ပေါ့เนาะဒါကတော့ကောင်းစွာဆက်ဆံနိုင်တယ်ပေါ့เนาะဒါအရာဝတ္ထုတွေဆိုလဲကောင်းစွာကင်တွယ်နိုင်တယ်ပေါ့ he is good with kids ပေါ့သူကကလေးတွေနဲ့အဆင်ပြေတယ်ကလေးတွေကိုကောင်းစွာကင်တွယ်နိုင်တယ်ကလေးတွေနဲ့ကောင်းစွာအဆင်ပြေပြေနေနိုင်တယ်ပေါ့နောက်တစ်ခုကတော့ good to ပေါ့ good to ကတော့ kind toward someone ပေါ့အဲ့တော့လူတူဦးတယောက်ပေါ်မှာကျင်နာတယ်သဘောကောင်းတယ်ပေါ့နော် she is good to her parents ပေါ့နော်ခုနပြောသလိုပဲ good on ကတော့ looks nice ပေါ့ခုနလိုပေါ့အသွင်ပြင်အားဖြင့်လှပတယ်ပေါ့တစ်စုံတစ်ခုကလူတယောက်ပေါ်မှာအသွင်အားဖြင့်လှပတယ်နောက်တစ်ခုက congratulations ပေါ့ဝမ်းမြောက်နိုင်ကြောင်းဂုဏ်ပြုစကားပြောတယ်ပေါ့ you passed the exam ဒီစမွေးအောင်ခဲ့ပြီပေါ့ good on you ပေါ့နော်ဒါ good on you လို့လည်းပြောတယ်အဲ့တော့ good on you ဆိုတာကောင်းပါတယ်ပေါ့ဂုဏ်ပြုပါတယ်ပေါ့အဲ့ဒါမှမပြောချင်လဲ that's great well done ပေါ့ American မှာတော့ခုနဆရာပြောသလိုပဲ good for you လို့ပြောလဲမှန်ပါတယ် good about ဖြစ်တယ် good about ကတော့ positive attitude ပေါ့နော်အဲ့တော့တေချာကောင်းမွန်တဲ့သဘောထားရှိတာပေါ့တိကျတေချာကောင်းမွန်တဲ့အပြုသဘောဆောင်တဲ့သဘောထားအမြင်ရှိရင်ဆရာတို့က good about လို့ပြောပါတယ်He is good about helping others ပေါ့သူဟာဆိုရင်အခြားသူတွေကိုကူညီဖို့အတွက်เนาะကောင်းမွန်တဲ့အမြင်ရှိတဲ့သူတစ်ယောက်ဖြစ်တယ်အခြားသူတွေကိုကူညီခြင်းနဲ့စိတ်ဓာတ်ရှိတယ်ပေါ့ good in ကတော့ performance in a field place or situations ပေါ့နေပယ်တစ်ခုနေရာတစ်ခုအခြေအနေတစ်ခုမှာသူဟာကောင်းစွာစွမ်းဆောင်နိုင်တယ်ပေါ့နေပယ်တစ်ခုမှာသူ့ရဲ့စွမ်းဆောင်နိုင်မှုကိုပြရတယ်ဆိုရင်เนาะဆရာတို့က good in ကိုသုံးတာဖြစ်ပါတယ်အဲ့တော့ဒီမှာကြည့်မယ်ဆိုတော့ she is good in class ပေါ့အဲ့တော့ဒီနေ့ကတော့ good ဆိုတဲ့ adjective ရဲ့နောက်မှာလိုက်တဲ့ preposition တွေပေါ်မူတည်ပြီးတော့သူ့ရဲ့အဓိပ္ပာယ်ဘယ်လိုအပြောင်းလဲသွားလဲဆိုတာကိုဆွေးနွေးပို့ချခဲ့တာဖြစ်ပါတယ် Now I suggest that you write your own sentences using preposition that commonly go with the adjective good. Okay, this concludes our section for today. Thank you very much for your attention and participation. I look forward to seeing you in the next video. Keeping practicing your English skill and stay motivated.